ခိုင်ပြည်နယ်นี้ကြောင်းပိုက်ဇာနာမှာလည်းရင်ကုန်မှာရခိုင်ပြည်မှာသာစီကနေရခိုင်နိုင်ငံတော်ရဲ့အဆုံးရှာနာကြာရှုံးရခန်းနာကိုကြောင်းပိုက်ဘန်ကောင်းမလို့မှာရခိုင်ပြည်တော့မှာထားနေပြီးပို့ပြီးစီကနေမစီကခေါင်းရရဲမှာပို့လို့စီကနေလွေးချော်မှုဒီဖိုင်းနေအမျိုးသားရနေရမယ်လူမယ်ကိုမရောက်ပြနေနေပြီးကဘာပဲနေရသာမေရခိုင်သားဒီဘဝရခိုင်ပြည်ကိုရှိုက်ပါရဲဆိုပြီးလာနာကင်လို့အသာပြီးကိုဘဝပြီးကိုတော့တော်လည်းရဲ့သမားတီကိုကြေးလိုက်တယ်ကံရောင်ပြည်မှာပဲပနာကချောင်းပြည်မှာပဲပနာတဝေးဝေးလေအမျိုးသားရရာနေပြီးနေရမယ်လူမယ်ကိုမရောက်နိုင်ခိုင်းနဲ့ဒီဆောင်ဒီဆိုပရာသနာဒီဖိုက်တယ်ဒီပရာသနာဒီကိုကျွန်တော်တို့မှနေပြီးအမျိုးသားရဲ့လိုအပ်ချဒီဖိုက်တယ်ဒီဆောင်ဒီကိုနေပြီးကျွန်တော်တို့ဖေစီကြရဖို့ဖေဒီပရာသနာဒီကိုဖေရှောင်းကြရဖို့တိုင်းပင်တဲ့လူမျိုးတော့ဒီဆောင်ဒီကိုဖေချောင်းနိုင်မှသာလျော်အနာကရခိုင်တိုင်းပြည်ဤရှင်ဖို့ရခိုင်တိုင်းပြည်တည်တယ်ဖို့ရခိုင်လူမျိုးပျော်ချောင်းနိုင်ဖို့ဖိုက်တယ်ရတော့နဲ့ကျွန်တော်လည်းကောင်းကောင်းကြိုးစားနေရင်တချို့ကိစ္စတွေကတော့အွန်တယ်အထာမနောက်တယ်ရခိုင်လူထုတော့မောင်လာစကားပါအထာမနောက်တယ်ဆိုကနေပြီးရခိုင်တက်မလို့ဒီရခိုင်သားဒီအများစုထောင်ထားပိုင်ရလောက်လေးတော့မဝိပါဘူးလို့ကျွန်တော်မောင်လာတတွန်းရှိတူတော့ပရော့ချွန်လာကောင်လေးဆိုအိမ်မှာအထူးသဖြင့်ထိုင်းနိုင်ငံမှာနေလူတွေအနေနဲ့ဆိုရခိုင်တက်မလို့ရေးဖို့ရေးပါတီနဲ့လာပွင့်တတိရှိဒီမှာရှိနေထောင်ဆောင်မကားတော့ရခိုင်ညီကိုမောင်မာတီနဲ့လင်းကောင်းနေပြီးလာတွေးပြီးအမျိုးသားတက်မလို့တဲကိုထူထောင်ဖို့ကြိုးစားခဲ့တယ်တဲနိုင်မှာပူပေါင်းပောင်ခဲ့တယ်အေရှော်တီဆိုရယ်အာယွန်နဲ့စာဖို့ဆိုတနင်္ထတနည်းအမျိုးသားနဲ့ပဲသေးပြီးစူးစီးမှုအရှင်ဟုန်ဒီကောင်းလာတယ်လို့အစိုးထေကအကောင့်ကိုထုံနှုတ်ပြီးထောက်ပြလို့ရယ်ဒီချောင်းမှာတော့စိန်ခေါ်မှုဒီအခါခေတီကတော့အများကြီးကျင်ပါသေးတယ်ကျွန်တော်ပေါ်နေတော့ကတော့ကျွန်တော်တို့အယောင်ခေါက်ကနဲ့အခုအချိန်ခါနဲ့ကိုနေပြီးနှိုင်းချိန်မှုတစ်ခုအနေနဲ့ process ဖိုက်တယ်ကျွန်တော်တို့အယောင်ခေါက်စားခရတဲ့အချိန်မှာဆိုကျွန်တော်အင်ဒရာကိုရောက်လာထိုင်နိုင်လို့ကျွန်တော်ကြီးအတော်ရမှုနဲ့ကျွန်တော်2ရောက်လာအင်ဒရာမှာနေပြီးရှိရမျိုးဆိုင်ပုံကိုဒီနဲ့စာဆက်ပြီးကိုစားပါလဲတယ်အခုဆိုကြအောင် proper လူထောင်တောင်းရှိပြီးကျွန်တော်တို့လာတွေ့ပြီးအလုံးလုံးနိုင်လာပဲဖိုက်တယ်အမောင်ထိကအလွန်ရှိတဲ့စားအလွန်ရှိတဲ့စားကနေပြီးမိတော်လေးတခုတီချောင်းထားမကနေပြီးစူစီဖို့လိုအပ်သေးတကယ်ကျွန်တော်တို့မှာတော့ရခိုင်လူမျိုးတိဆိုရယ်ဇောင်မ problem မြန်မာနိုင်ငံမှာဒုက္ခရောက်ခဲ့တဲ့လူအများစုဆိုရယ်ဒီမိုကရေစီဆိုရယ်ဝါဟာရနဲ့လာပွင့်တတိရှိညတော့အပေါ်စာအုပ်ပေဦးဒီဖက်တဲ့ပုံကိုဒီအနေနဲ့ဆိုဒီမိုကရေစီဒီမတူညီအရာဒီကိုနေပြီးသဘောတဲ့ tolerance ဖိုက်ဖို့ပါလာခင်ခဲ့ဘုတော့နေပြီးအများကြီးဆွေးနေဖိုက်ခဲ့တဲ့အသင်ဒီတကြီးထောတယ်ပညာတဲ့ဒီနိုင်ငံရေးသမားဒီ drama ကျွန်တော်တို့အခုလုံးနေရတဲ့အလုပ်ကနေပြီးပါတီဒီကိုတခုတည်းဖက်အောင်စုစည်းဖို့တော့လုံးနေရဒီမိုကရေစီမှာဆိုတော့မော်လီသောတိုက်တဲ့ဘိုင်သဘောထားကို